ကဲအားလုံးကမင်္ဂလာပါမျိုးတို့ကျွန်တော်ဘူးကြထားတဲ့ပုံလေးကို9000နဲ့ရေးပြီးမှဖြစ်ပါတယ်ဗျာဆိုင်ကလေးဖွင့်လာဆိုတော့မိတ်ဖြစ်ဆိုပြီးရေးမှဖြစ်ပါတယ်ဗျာဒီကပြောချင်တာကတော့မျိုးတို့ပေးတဲ့ပတ်စံတဲ့ပုံကန်နေကြရမယ်အခုလိုဈေးလျှော့ရေးရင်အကောင့်နဲ့တမင်းငါတို့ရေးတာဆိုတော့ဆရာကြီးတို့လည်းပြောချင်တယ်အခုလိုရဈေးကြီးနေတဲ့ချိန်ကြီးမှာဗျာကိုသွားချင်တဲ့လမ်းကိုဖြည်းဖြည်းနဲ့မှရှောက်နေတဲ့သူတွေကြီးပဲလွှဲရင်တကောင်းမှမကောင်းဘူးလို့ခင်ဗျားတို့တွေးနေရင်တော့ဒီခင်ဗျားတို့ဆရာကြီးစုပြီးတော့တရားစခန်းလေးပါလေးတွားပြီးတော့တရားလေးပါလေးနားလိုက်အောင်လို့အကြံပေးတာပါစေတနာနဲ့အားကြောင့်လူတိုင်းသွားချင်တဲ့လမ်းကိုလမ်းရသွားနေကြတယ်ငါဆိုင်ကကောင်းတယ်ဘယ်ကောင်းမှမကောင်းဘူးဆိုရင်တော့ကျွန်တော်ပြောတဲ့ဒီတန်းလေးကဘိုးတို့ကလုံးဝသိနေကြရမယ်နော်ကြံပေးတာပါ